ရန်ကုန်လို့ပြောလိုက်ရတယ်ဘာလို့ရင်ဆုံးမြင်တိုက်ကြီးရင်တိုက်ကြီးရင်မြင်တယ်ကျွန်တော်ရှိမှအရန်လာတယ်မဟုတ်ရင်မြင်နေကြMC ကမှဒီဗီဒီယိုလေးကိုပြန်တင်မယ်နော်ကျေးဇူးများတင်ပါရဲ့အချက်ဆက်ဆိုတာတကယ်ရှိသေးရဲ့လို့ထင်တာမသိဘူးအမောင်နေအရန်မပြုံးပါနဲ့ရှင်းနေကုန်တာထိလို့မရဘူးများချုပ်ထိမရသူသိအောင်ဖွင့်ပြောမိကိုပဲကဒီဗီဒီယိုလေးသွေးတွန်း MC ကမှပြန်တင်မယ်နော်ကျေးဇူးများတင်ပါရဲ့တနေ့ဗျာဖုန်းလည်းမသုံးလုံးဆရာလည်းမရှိဘူးဆိုဘာတွေတွေးပြအလုံးလုံးကိုပဲတွေးပြတယ်အလုံးလုံးကိုပဲတွေးဟုတ်ဆိုရင်တော့အမအကြောင်း24နာရီတွေးပြီးပါဒီတိုင်းမင်းကြောင့်တွေးပြီးနေသူ yeah ညတိုင်းမင်းကြောင့်အိမ်မရခဲ့ဘူးစိတ်ကူးတယ်လေမင်းရောက်နေ you ဗီဒီယိုလေးသွေးတွန်း MC ကမှပြန်တင်မယ်နော်စက်ဖာကြီးတကောင်အိမ်ခေါင်မိုးပေါ်မှာတက်နေတယ်အိမ်ခေါင်မိုးလေးရဲ့အဆောင်ကအရှိနဲ့အနောက်မှာရှိတယ်လေကကျတော့တောင်နဲ့မြောက်ကိုတိုက်တယ်အချက်ကဥဥလိုက်ရင်အဲ့ဥကဘယ်ဘက်ကိုကျခေါင်းကိုရောက်ဟမ်ခေါင်းကိုရောက်မဟုတ်ခေါင်းကိုကျခေါင်းမိုးကစောင်းလားစောင်းလာတယ်စောင်းအောက်ဘယ်ဘက်ကိုကျဘယ်ဘက်မှမကျဘာလို့လဲသိလားစက်ဖာဥမှမဥဘယ်ချန်တွေကချက်ဖားနဲ့ကြောက်ချမ်းမနဲ့ညာတို့ချစ်ချစ်ရဲ့ချစ်သက်ပေအိမ်မဥတလုံးကြဟိုဘက်ချန်ငါအကောင်ပူကွာကွာစကားပြောဘူးကြကြကြောက်ချန်တွေကဥလာပြီးမှအမတို့အနေနဲ့ပေါ့နော်ဒီကိုချစ်သူကောင်လေးကိုရွေးချယ်တော့မယ်ဆိုလို့ရှိရင်ဘယ်ချက်ကိုပထမဆုံးကြည့်လဲရှင်ကိုပေါ်ပါလေစိတ်ရှိဒီခံတဲ့လူသူရဲ့စိတ်နေစိတ်ထားပေါ့ကောင်းရှိလားရှိတယ်ရှင်အမကောင်လေးကအဲ့လိုမျိုးအချက်တွေနဲ့ကန့်ညီတာကန့်ညီတယ် 100% အမကောင်လေးရှိလားကောင်လေးရှိတယ်ဟိုအမပြောတဲ့အချက်နဲ့ကန့်ညီလိုက်ရှင်ကန့်ညီပါတယ်ပြီးတော့သူကဘယ်လိုပြောအရက်တေးစားလည်းမတောက်စားပြီးမဆိုးဆိုတော့ကောင်းထက်ပါပါတယ်ကန့်ကောင်းတာပါပါတယ်ဒီဗီဒီယိုလေးကိုညီမတို့21 MC ကောင်မှပြန်တင်လို့ရလားရှင်ရပါတယ်ခုလိုမျိုးကိုလေးဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါရှင်ပါကြီးစားထားတဲ့အခါမှာအသေးခွဲဘူးလားလောကွဲတာမကြားဘူးဒီစုံချက်ကိုမေးနိုင်ဖို့အတွက်အချိန်ဘယ်လောက်ကြာလဲအဲ့စုံတရားကိုမေးဖို့အတွက်တစ်ပတ်မင်းကဆရာကြီးပဲကွာသူပေးခဲ့တဲ့နာကျင်မှုတွေပေါ့နော်နာကျင်မှုခါရရပပမတီးပြီးတော့ပေးခဲ့တဲ့လောက်တော့မေးရချိန်ကြပါတော့အခုအမေးနိုင်သွားပြီလားမမေးနိုင်လေဆိုဒီဗီဒီယိုလေးကို32 MC ကောင်းမှပြန်တင်လို့ရလားရှင်ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်မအခုရီစားရှိလားမသိရှိတယ်ရီစားဟောင်းနဲ့အခုချိန်ပြန်တွေ့ရဆိုလို့ရှိရင်သူ့ဘာပြောချင်လဲအကျွေးပြန်ဆက်မပေါ်တာလေအကျွေးပြန်ဆက်မပေါ်တာလေအကျွေးကဘယ်လောက်ချီထားလို့လဲ5သိန်းဘလို့ပါလို့ဘလို့ပါဟုတ်ရှင်အခုကင်မရာလေးကြည့်ပြီးတစ်ချက်တော့ပြောပြပါအကျွေးပြန်ဆက်လို့ဒီတကောင်းသိအောင်ချင်းနဲ့တဲ့ဆိုမပြောလာကုန်ပြီးရင်ပြန်ဆက်မယ်ဆိုဒါဆိုဖုန်းပိန်ထားပါနဲ့မင်းဆောင်ချင်းကိုငါတီးလို့ဒီလို31 MC ကောင်ကပြတ်တယ်မယ်နော်မအောင်မရဟုတ်ကဲ့ပါနော်အချိန်မျိုးနောက်ပြန်ဆက်လို့ရမယ်ဆိုလို့ရှိရင်အချိန်ကိုပြန်သွားချင်ငယ်တော့အချိန်ပေါ့အားလုံးငယ်တော့အချိန်ကိုပြန်သွားချင်ငယ်တော့ပြောဖို့ကောင်းတယ်လေအခုကျတော့အဲ့လောက်ပြောဖို့ကောင်းတယ်မထင်လို့MC ကောင်းတယ်မယ်နော်မဟုတ်ကဲ့ညီမနဲ့ဂိမ်းလေးတစ်ခုကစားကြမယ်ပေါ့နော်ညီမမီးတဲ့ဟာကိုဒီတလွဲဖြေရမှာညီမချောက်ကစားရတာကြိုက်လားဆိုင်ဟမ်နှကန်းလေးဆိုရတာကြိုက်လားဒီရတောက်မယ်အချစ်ဦးကိုမိနိုင်ပြီလားပြင်သွားရအောင်ဘိုင်လာမင်းလားဟာဝါကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကို31 MC ကောင်းမှပြန်တင်မယ်နော်မဟုတ်ကျေးဇူးတင်ပါတယ်လူခန္ဓာကိုယ်မှာရှိတယ်အမွှေးပေါက်တဲ့နေရာ9ခုလားအမွှေးပေါက်တဲ့နေရာဂျိုင်းကောင်းပြင်ညခုံးမွေးညက်တာနောက်တစ်နေရာဒီလက်ကျေးဇူးပါအမဒီဗီဒီယိုကို31 MC ကောင်းမှပြန်တင်မယ်နော်